တော်၌ရှိတဲ့ညီကိုမောင်မများအားလုံးရှလောမ်ဆိုမှအသက်တဖန်ပြန်လည်ပြီးမှနှုတ်ခွန်းဆက်တာလိုပါတယ်ဒီနေ့ကျမတို့တို့ကနှုတ်ကပတ်တော်အနှဲငယ်ကိုကျမတို့ဆွေးနွေးသွားချင်ပါတယ်ကျမဆွေးနွေးသွားချင်တဲ့ခေါင်းစဉ်လေးကတော့ခရစ်တော်ဤအရာများခရစ်တော်ရဲ့အရာတော်များဆိုတဲ့အရာလေးနဲ့ကျမတို့တို့ကဆွေးနွေးသွားချင်ပါတယ်ဆိုတော့ခရစ်တော်ဘာအရာတွေလဲဆိုမှသင်စိတ်ဝင်စားတယ်ဆိုရင်ကျမတို့ဒီနေ့ဆွေးနွေးသွားမယ့်နှုတ်ကပတ်တော်ကိုအဆုံးထိနားထောင်ပြီးမှကျမတို့ခွန်အားယူဖို့ရန်အတွက်အနည်းငယ်တိုက်တွန်းလိုပါတယ်ဆိုတော့ခရစ်တော်ရဲ့အရာတွေကဘာဖြစ်မလဲနံပါတ်1အနေနဲ့ခရစ်တော်ရဲ့အရာတွေထဲမှာခရစ်တော်ဟာ prophet ဖြစ်တယ်နံပါတ်2ကခရစ်တော်ဟာ prophet ဖြစ်ပါတယ်ဆိုတော့ဟေဘရဲခန်းကြီးတဲ့အငယ်1ထဲမှာရှေးလွန်လေပြီးတော့အခါ prophet များအားဖြင့်ဘိုးဘေးတို့အားအထက်ထက်အနီးနီးဗျာဒိတ်ပေးတော်မူသောဖျားသခင်သည်ဤနောက်ဆုံးကာလအခါမိမိသားတော်အားဖြင့်ငါတို့အားဗျာဒိတ်ပေးတော်မူ၏တဲ့ prophet တွေရဲ့တာဝန်ကကြတော့ဓမ္မဟောင်းထဲမှာလည်းကျမတို့ကြည့်မယ်ဆိုရင် prophet တွေကဖျားရဲ့နှုတ်ကပတ်တော်သူဖျားပြောခိုင်းတဲ့ဟာတွေပဲပြောရတာဖြစ်တယ်ဖျားလှုပ်စေခြင်းတဲ့အရာတွေပဲလုပ်ရတာဖြစ်တယ်ဒါကတော့ prophet တွေရဲ့အရာဖြစ်တယ် prophet တွေရဲ့တာဝန်လည်းဖြစ်တယ်ဆိုတော့သခင်ယေရှုရဲ့အသက်တာကိုကျမတို့ကြည့်မယ်ဆိုရင်သခင်ယေရှုကလောကမှာသူလူစားတီကိုခံယူတဲ့အချိန်မှာဖျားစေခိုင်းတဲ့အရာတွေပဲလုပ်တယ်သူဖျားရဲ့အလိုတော်မရှိဘဲနဲ့သူဘာမှမလုပ်ဘူးဆိုတဲ့အရာလေးသူရဲ့အသက်တာကြည့်ချပြကျမတို့သိနိုင်ပါတယ်ဒါကြောင့်သခင်ယေရှုကဖျားရဲ့အလိုတော်တိုင်းပဲသူကအသက်ရှင်တယ်မကဘဲနဲ့သူအားကြတော့သူရဲ့သက်တာထဲမှာလူအနေနဲ့လူစင်စစ်အသွေးသားနဲ့တည်ဆောက်တာလူ 100% ဖြစ်တယ်ဖျားစင်စစ် 100% ဖြစ်တယ်ဆိုတော့သူကျမတို့လိုပဲခံစားနိုင်တယ်ငိုကြွေးတယ်ကျမတို့ပဲနာကျင်ပါတယ်ဒါမဲ့ तू ကဖျားရဲ့အလိုတော်တိုင်းဖျားစေခိုင်းတဲ့အရာတွေကိုလည်းလှုပ်တဲ့ယေဘရဟိဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီနေ့ဟေဘရဲခန်းကြီးတဲ့အငယ်တစ်ထဲမှာဘုရားသခင်ဤနောက်ဆုံးကာလကမိမိသားတော်အပြင်ငါတို့အားဗျာဒိတ်ပေးတော်မူ၏တဲ့မိမိသားတော်အပြင်ငါတို့အားဗျာဒိတ်ပေးတော်မူ၏ဒါကြောင့်ခရစ်တော်ရဲ့အရာတွေထဲမှာနံပါတ်1ကခရစ်တော်ဟာprophet ဖြစ်ပါတယ်ဆိုတဲ့အရာလေးကိုပြောချင်တယ်နံပါတ်2အနေနဲ့ကျမတို့သွားရအောင်နံပါတ်2ကခရစ်တော်ဟာယေဘရဟိဖြစ်တယ်ခရစ်တော်ဟာယေဘရဟိဖြစ်တယ်ဟေဘရဲခန်းကြီးကအငယ်9နဲ့30ကိုကျမတို့အတူကဖတ်ရအောင်ဟေဘရဲခန်းကြီးကအငယ်9နဲ့30ထို့သို့စုံလင်ခြင်းတို့ရောက်ပြီးမှယုံကြည်နားထောင်သောသူအပေါင်းတို့အားထာဝရကယ်တင်ခြင်းဂျေဇုကိုပြုတော်သူဖြစ်တော်မူ၍မေလခိဇေဒက်ကဲ့သို့သောယေဘရဟိမင်းဟုဖျားသခင်သမုတ်တော်မူခြင်းကိုခံရ၏တဲ့ထို့သို့စုံလင်ခြင်းတို့ရောက်ပြီးမှယုံကြည်နားထောင်သောသူအပေါင်းတို့အားထာဝရကယ်တင်ခြင်းဂျေဇုကိုပြုတော်သူဖြစ်၍တဲ့မေလခိဇေဒက်ကဲ့သို့ယေဘရဟိမင်းဟုဖျားသခင်သမုတ်တော်မူခြင်းကိုခံတယ်တဲ့ဖျားသခင်ကိုယ်တိုင်သူကိုပါလဲယေဘရဟိမင်းမေလခိဇေဒက်ကဲ့သို့သောယေဘရဟိမင်းဟုဖျားသခင်ကိုယ်တိုင်သမုတ်တယ်တဲ့ဆိုတော့နံပါတ်1ကခရစ်တော်ရဲ့အရာကယေဘရဟိဖြစ်တယ်ဓမ္မဟောင်းကာလထဲမှာယေဘရဟိတွေရဲ့တာဝန်ကကြတော့ယေပူဇော်တဲ့အခါမှာသူကဖျားနဲ့လူရဲ့ကြားထဲမှာသူကလှုပ်ဆောင်ပေးရတာဖြစ်တယ်သခင်ယေရှုရဲ့အသက်တာလဲသူကဖျားနဲ့လူရဲ့ကြားထဲမှာကျမတို့ရဲ့ကိုယ်စားသူကလှုပ်ပေးတဲ့အရှင်ဖြစ်တဲ့ခရစ်တော်ကဖျားနဲ့လူဆက်ကြားထဲမှာစစ်မှန်တော့အာမခံတစ်ခုဖြစ်တယ်ဟုတ်တယ်နော်ဖျားနဲ့လူရဲ့ကြားထဲမှာစစ်မှန်တဲ့အာမခံတစ်ခုဖြစ်တယ်ဒါကြောင့်ခရစ်တော်ကလောကကိုဆင်းပြီးမှ Christ Mass Christmas ဆိုတာဖြစ်လာတယ်ခရစ်တော်ကလူတွေနဲ့ဖျားကလူနဲ့ပေါင်းချင်တဲ့အခါမှာဂျားထဲမှာခရစ်တော်ကလာပြီးမှယေဘရဟိအရာအလုံးစုံကိုသူကမိမိရဲ့ဘာပြောယေဘရဟိမင်းမေလခိဇေဒက်ကဲ့သို့သောယေဘရဟိမင်းဖျားတဲ့သမုတ်ခြင်းကိုခံတယ်တဲ့ဒါကြောင့်ခရစ်တော်ဟာဖျားနဲ့လူကြားစစ်မှန်တဲ့အာမခံတစ်ခုဖြစ်တယ်ဆိုတဲ့အရာလေးကိုနံပါတ်2ယေဘရဟိဖြစ်တဲ့အရာလေးကိုကျွန်မပြောချင်ပါတယ်ဒီနေ့တော့အချင်းချုပ်နေနဲ့ကျွန်မပြောချင်တဲ့နံပါတ်3နေနဲ့ခရစ်တော်ရဲ့အရာတွေထဲမှာနံပါတ်3ကပါလဲရှင်ပင်ဖြစ်တယ်ရှင်ပင်ဖြစ်တယ်ခရစ်တော်သူကရှင်ပင်ဖြစ်ပါတယ်သူကိုယ်တိုင်လဲခရစ်တော်ကိုယ်တိုင်လဲသူဘာပြောလဲငါသည်ရှင်ပင်ဖြစ်တယ်ဆိုမှရှင်ယောဟန်ခရစ်ယာန်ကျမ်းခန်းကြီး18အငယ်30ထဲမှာဖော်ပြထားပါတယ်ရှင်ယောဟန်ခရစ်ယာန်ကျမ်းခန်းကြီး18အငယ်30ထဲမှာဗာပြောထားလဲဆိုရင်
ပိလမင်းကလည်းတို့ဖြစ်လင်တင်းသည်ရှင်ဘင်မှန်တလောဟုမေတော့ယေရှုကမင်းကြီးမေးသည့်တိုင်ငါသည်ရှင်ဘင်မှန်၏တမာတရားဖြစ်၌တတိခံခြင်းကငါသည်မွေးဖွားခြင်းကိုခံ၍ဤလောကသို့ကြွလာပြီးတမာတရားနှင့်စစ်ဆိုင်သမျှသောသူတို့သည်ငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏တဲ့ဆိုတော့ယေသခင်ယေရှုကရှင်ဘင်ဖြစ်တယ်ပိလမင်းကလည်းမေးတဲ့ခါမှာသင်ကရှင်ဘင်မှန်သလားလို့မေးတဲ့ခါမှာခရစ်တော်ကပြောလဲငါသည်ရှင်ဘင်မှန်တမာတရားဖြစ်၌လို့ပြောတာတမာတရားဖြစ်၌တတိခံခြင်းကငါသည်မွေးဖွားလာတယ်တဲ့တမာတရားကြောင့်မို့ငါကမွေးဖွားလာတဲ့ရှင်ဘင်ဖြစ်တယ်ဆိုတဲ့အရာလေးကိုသခင်ယေရှုကိုယ်တိုင်လည်းပြောပါတယ်ဒါကြောင့်တမာတရားနဲ့စစ်ဆိုင်သမျှတော်သူတို့ဒီငါစကားကိုနားထောင်ကြတယ်ငါစကားကိုနားထောင်ကြတယ်ဟုမိန့်တော်မူတယ်သူကိုယ်တိုင်လည်းပါလေခရစ်တော်ကရှင်ဘင်ခရစ်တော်ရဲ့အရာတွေထဲမှာရှင်ဘင်ဖြစ်တယ်ဆိုတော့အဲ့ဒါပဲမဟုတ်ဘူးကျမတို့ဆက်ပြီးကြည့်မယ်ဆိုရင်ယေရှုကလည်းယေရှုကသူဘယင်တကာတို့ရဲ့ဘယင်ဖျားတကာတို့ရဲ့ဖျားမက်စာယာဖြစ်တယ်ဆိုတဲ့အရာလေးကိုကျမတို့လုကာခန်းကြီးနှစ်အငယ်7ထဲမှာ he is the messiah the lord ဆိုမှပြောတယ်နော် he is the messiah the lord မေရှိယရှင်ဘင်ဖြစ်တယ် messiah the lord လို့ကျမတို့နှုတ်ကပတ်တော်ထဲမှာကျမတို့တွေ့ရပါတယ်ဆိုတော့ရှင်ဘင်ဖြစ်တယ်ဆိုတော့မမွေးခင်မှာလည်းသူမက်စာယာပြောတယ်ပြီးတဲ့အခါမှာသူကိုယ်တိုင်လည်းရှင်ဘင်ဖြစ်တယ်လို့လည်းပြောတယ်ပြီးတဲ့အခါမှာခရစ်တော်ကြွလာတဲ့အခါမှာဒီဗျာဒိတ်ထဲမှာကျမတို့အနေငယ်ကြည့်အောင်နော်ဗျာဒိတ်ကျမ်းနဲ့အခန်းကြီး19အငယ်16ထဲမှာကျမတို့အနေငယ်ကြည့်အောင်ဗျာဒိတ်ကျမ်းအခန်းကြီး19အငယ်73ကနေ16ကိုကျမတို့အတူကကြည့်အောင်ဗျာဒိတ်ကျမ်းအခန်းကြီး19အငယ်73ကနေ16ထဲမှာအသွေး၌နှစ်ပြီးသောအဝတ်ကိုဝေ၍ဖျားသခင်နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏ကောင်းကင်ဘိုးခြေတို့သည်မြင်းဖြူကိုစီးလျက်တဲ့စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက်နောက်တော်သို့လိုက်ကြလူမျိုးတို့ကိုဒဏ်ခတ်เสียဖို့ထစ်သောတန်လျက်နှင့်ခတွင်းထဲသို့ထွေ၍သူတို့ကိုတန်လန်တန်နှင့်အုပ်ဆိုးတော်မူမည်တဲ့အနန္တတကိုနှင့်ပြေဆုံးတော်မူသောဘုရားသခင်တော်သားအမြင့်ဤစပစ်သီးနေရာတစားကိုဖိနှင်းတော်မူ၏ရှင်ပင်တို့၏ဘယင်တို့၏ဘယင်သခင်တို့၏သခင်ဟုဘွဲ့နာမသည်အဝတ်တော်၌၎င်းပေါင်တော်၌၎င်းရေးထားလေရှိ၏တဲ့ရှင်ဘရင်တို့ရဲ့ဘရင်သခင်တို့ရဲ့သခင်ဆိုမှဘွဲ့နာမအဝတ်တော်၌၎င်းပေါင်တော်၌၎င်းရေးထားလေရှိတယ်သခင်ရွှေမြင်းဖြူစေးလာမယ်ပြီးတဲ့အခါမှာသူကဒီမှာအပေါ်မှာပါရေးထားလဲဆိုရင်ဖျားသခင်နှုတ်ကပတ်တော်ဟူသောနှုတ်ကပတ်တော်ဟူသောအမည်ရှိ၏တဲ့နှုတ်ကပတ်တော်ရှိတဲ့အမည်ရှိတဲ့အမည်ရှိတဲ့သူကတဲ့သူကဘာပြောလဲပိတ်ချောဖြူကိုဝတ်ပြီးမှလူမျိုးတို့ကိုဒဏ်ခတ်เสียဖို့တဲ့ထစ်တော်တက်လည်းနဲ့ခတွင်းတက်ကထွက်ပြီးမှဘာလဲရှင်ဘင်တို့ရဲ့ဘရင်သခင်တို့ရဲ့သခင်ဘွဲ့နာမကိုအဝတ်၌၎င်းတဲ့ပေါင်တော်၌ရေးထားလေးရှိရဲတဲ့ဆိုတော့သခင်ယေရှုကခရစ်တော်ရဲ့အရာတွေထဲမှာဘာလဲရှင်ဘင်လဲပါပါတယ်ဒါကြောင့်ဘယင်တကာတို့ရဲ့ဘယင်ရှင်တကာတို့ရဲ့ရှင်ဟာဘာတူလဲခရစ်တော်ဖြစ်တယ်ဆိုတော့ကျမတို့ဒီခရစ်မတ်ကာလမှာခရစ်တော်ရဲ့အရာတွေကprophet ဖြစ်တယ်ယေဘရဟိဖြစ်တယ်ရှင်ဘင်ဖြစ်တယ်ဆိုတော့ကျမတို့အတူကလေ့လာတယ်ဆိုတော့သူက prophet လည်းဖြစ်တယ်ယေဘရဟိလည်းဖြစ်တယ်ရှင်ဘင်လည်းဖြစ်တယ်သခင်ယေရှုကလူစားတိကိုခံယူပြီးမှသင်နဲ့ကျမကိုချစ်လွန်းလို့သူကခရစ်တော်ကသင်နဲ့ကျမရဲ့အပြစ်ကြွေးကျမတို့ရဲ့အပြစ်အစားကျမတို့ရဲ့အပြစ်အတွက်လဝါကတိုင်ပေါ်မှာအသေးခံဖို့ရန်အတွက်ဤလောကကိုကြွလာတယ်ဤလောကကိုကြွလာတဲ့သခင်ရှုကိုကယ်တင်ရှင်ဖြစ်တဲ့လက်ခံပေးပြီလားသခင်ယေရှုကိုမြင့်နှလုံးသားထဲမှာနေရာပေးပြီလားဆိုတဲ့အရာလေးအနေငယ်အနေနဲ့ကျွန်မဆန်းစစ်စေချင်တယ်သခင်ယေရှုမြင့်ကယ်တင်ပိုင်ရှင်ဖြစ်တဲ့လက်ခံပေးပြီဆိုရင်သင်ရဲ့နှလုံးသားထဲမှာပေါ့တကယ်ရောနေရာပေးရလားဆိုတဲ့အရာလေးလည်းပြန်လှည့်ပြီးမှဆန်းစစ်စေချင်ပါတယ်သခင်ယေရှုကိုနှုတ်အားဖြင့်ဝန်ခံတယ်ကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံတယ်ဒါပေမဲ့သင်ရဲ့နှလုံးသားထဲမှာသခင်ယေရှုမရှိဘူးဆိုရင်တခြားအရာတွေနဲ့ပြည့်နေမှာဖြစ်ပါတယ်သင်ရဲ့နှလုံးသားထဲမှာငါဆိုတဲ့အရာလေးကအမြဲတမ်းကြေးအောင်နေမှာဖြစ်တယ်။အော်ခရစ်တော်ကနေရာမရဘဲနဲ့
ငါလုံးမငါစားရမယ်ငါကြောက်မို့ငါအသင်းတော်ငါလုံးရမယ်ဆိုတဲ့ငါဆိုတဲ့နေရာရနေတယ်ဆိုရင်ငါရဲ့ခံစားချက်ကအရေးကြီးတယ်ငါခံစားချက်ကိုငါအရန်ကိုငါကြည်ကွဲတယ်ဆိုတဲ့ငါပဲနေရာရနေတယ်ဆိုရင်သင်နှလုံးသားထဲမှာသခင်ယေရှုနေရာမရသေးတာဖြစ်တယ်သခင်ယေရှုကိုသင်ကသင်နှလုံးသားထဲမှာနေရာပေးတယ်ဆိုရင်ငါဆိုတဲ့အရာတွေအားလုံးအပြောင်းမှာသခင်ခရစ်တော်ကနေရာရမှာဖြစ်တယ်ခရစ်တော်ကအဲ့ဒီနေရာမှာနေရာရပြီးမှသင်ခရစ်တော်အားဖြင့်လှုပ်ဆောင်တဲ့အရာတွေနှိမ်ချအချင်းတစားတွေဆင်လာတဲ့အရာတွေသင်ရဲ့တက်တာထဲမှာမြင်တွေ့လာရမှာဖြစ်တယ်ဆိုတော့ဒီမှာရှင်မိတ်ဆွေယေရှုကိုသင်နှလုံးသားထဲမှာနေရာပေးပြီလားဗျာဒိတ်ကျမ်းထဲမှာကျမတို့ဗျာဒိတ်ကျမ်းထဲမှာအခန်းကြီး3အငယ်20ထဲမှာကျမတို့ကြည့်မယ်ဆိုရင်ဗျာဒိတ်ကျမ်းခန်းကြီး3အငယ်20ထဲမှာခရစ်တော်ကသင်ရဲ့နှလုံးသားထဲမှာတကားခောက်ဖို့ရန်အတွက်ငါသည်တကားရှိမှရ၍တကားကိုခောက်လည်းနေသည်အကျဉ်သူသည်ငါ၏အတန်ကိုကြား၍တကားကိုဖွင့်အံ့တဲ့ထိုသူရှိရသောငါဝင်၍သူနှင့်သူစားတော့မည်သူသည်လည်းငါနဲ့သူစားတော့ရလိမ့်မည်သခင်ကသင်နှလုံးသားထဲမှာဝင်ဖို့ရန်တကားခောက်နေတယ်သင်အနေနဲ့တကားဖွင့်ပေးဖို့ပဲဖြစ်ပါတယ်ဒါကြောင့်နှလုံးသားထဲမှာတကယ်ပဲနေရပေးရလားဆိုတဲ့အရာလေးသင်အမှုတော်ဆောင်ကောင်းဆောင်ပါလိမ့်မယ်သင်ဘုရားကျောင်းနေမှာလည်းခေါင်းဆောင်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်တမန်တရားလည်းသင်အယံကိုတည်နေပါလိမ့်မယ်တည်ပြီးမှအုံနောက်ကနေတည်မှနှလုံးသားထဲမှာမရှိတဲ့သူမဖြစ်ဖို့ရန်အတွက်ဒီနေ့အနေငယ်အနေနဲ့ခွန်အားပေးချင်ပါတယ်နှလုံးသားထဲမှာသခင်တကယ်ရှိပြီလားသင်နှလုံးသားထဲမှာသင်ရဲ့အလုပ်တွေသင်ရဲ့ငွေရေးကြေးရေးတွေသင်ရဲ့မိသားစုတွေနဲ့ပြည့်နေသလားသခင်နေရာယူတယ်ဆိုသခင်ကသင်ကိုနှလုံးသားတကားမှာစောင့်နေဖို့သူတကားအခောက်နေတယ်သင်အနေနဲ့ငါဆိုတာနဲ့ပြည့်နေဆိုသခင်ကဝင်လာလို့မရအောင်မိတ်ဆွေဒါကြောင့်သခင်ကိုနေရာပေးဖို့ရန်အတွက်ဒီနေ့ခရစ်စမတ်ကာလမှာသင်ရဲ့နှလုံးသားထဲမှာသခင်တကယ်ပဲမွေးဖွားပြီလားဆိုတဲ့အရာလေးကိုအနေငယ်အနေနဲ့ဆင်ခြင်ရင်းနဲ့ခွန်အားပေးချင်ပါတယ်ကြားနာရသူရောက်စီတိုင်းရဲ့အသက်တာထဲမှာဖျားရှင်ကောင်းချီးပါစေ